မဲလိုက်တတဝါတကောင်ဟာတားကောင်ရဲ့ပြင်းထန်တဲ့ပြန်လည်ခုခံမှုကြောင့်ဘလို့တောင်အကြက်ရိုက်သွားရသလဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်တွေ့မြင်ရမှာပါပဲဗီဒီယိုရဲ့အစမှာပဲကြားတကြီးတကောင်ဟာမြေချင်းထဲမှာပုန်းနေတဲ့တောဝက်ကြီးတကောင်ကိုအတင်းအဓမ္မဆွဲထုတ်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါကြားတကြီးရဲ့ချွန်ထက်တဲ့ခြေထဲတွေဟာတောဝက်ကြီးရဲ့ထူးထဲမှာကြော်တဲ့အီခွန်ထဲကိုနတ်နတ်ရှိုင်းရှိုင်းစိုက်ဝင်နေပြီးသူ့ရဲ့အားအင်အားလုံးကိုတုံးကအပြင်ကိုဆွဲထုတ်နေတာပါပဲတောဝက်ကြီးရဲ့အသက်လူအော်ဟစ်တန်တွေကလည်းလွင်ပြင်းတစ်ခုလုံးမှာဟင်းထနေပါတယ်ဒါပေမဲ့မမျော်လင့်ပဲမြေပြင်ကြီးတစ်ခုလုံးတုံခါသွားပြီးချင်းထဲကနေနောက်ထပ်တောဝက်တကောင်ကဝုန်းကနေထွက်လာကကြားတကြီးကိုတိုက်ခိုက်လိုက်ပါတယ်ဒီလိုမမျော်လင့်ထားတဲ့တိုက်ခိုက်မှုကြောင့်ကြားတကြီးဟာလမ်းဖြတ်သွားပြီးမြက်တော်ထဲကိုခဏတာဆုတ်ခွာသွားခဲ့ရတာပါပဲဒါပေမဲ့ကြားတကြီးရဲ့စားလောင်မှုကပြင်းထန်လွန်းနေတာကြောင့်သူဟာအလော့မပေးပဲမြေချင်းသားကိုပြန်လာပြီးမူလာသားကောင်ကိုဆွဲထုတ်ဖို့ထပ်ပြီးအားထုတ်နေပြန်ပါတယ်ဒီချိန်မှာအကင်ကိုရောက်နေတဲ့ဒုတိယတောဝက်ကြီးကတော့အဝေးကနေအကဲခတ်နေပြီးသူ့အဖော်ကိုကဲတင်ဖို့အခွင့်အရေးကိုစောင့်နေတာပါကြားတစ်ကြီးတာဂျင်းထဲကိုခေါင်းဝင်ပြီးအတင်းဆွဲနေတဲ့အချိန်မှာပဲဒုတိယတောဝက်ကြီးကအရှိန်အဟုန်နဲ့ပြေးဝင်လာပြီးကြားတစ်ကြီးကိုအတင်းဝင်တိုက်ကဂျင်းထဲကနေဝေးရာကိုဆွဲထုတ်ပစ်လိုက်ပါတော့တယ်အခုဆိုရင်ဖုံးတလုံးလုံးနဲ့တိုက်ပွဲကပိုပြီးပြင်းထန်လာပါပြီကြားတစ်ကြီးဟာတောဝက်ရဲ့ပခုံးကိုအတင်းခဲထားပြီးအနိုင်ယူဖို့ကြိုးစားနေပေမဲ့တောဝက်ကြီးကလည်းအားနဲ့ယုံကန်နေတာပါဒီလိုယုံရင်ရှန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲကျင်းထဲမှာပိတ်မိနေတဲ့မူလာတောဝက်ကြီးလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီအခြေလေးကချက်ချင်းပြောင်းလဲသွားပြီးကြားတကြီးဟာအခုဆိုရင်အရွယ်ရောက်ပြီးသားတောဝက်ကြီးနှကောင်ကြားမှာပိတ်မိနေတာပါတောဝက်တွေကတကောင်နဲ့တကောင်ကာကွယ်ပြီးဖို့သစ္စာရှိရှိရပ်တည်နေကြပြီးထွက်မပြေးပဲကြားတကြီးကိုပြန်လေရင်ဆိုင်နေကြပါသူတို့ဟာခေါင်းကိုနှိပ်ထားပြီးချွန်းထက်တဲ့အဆွေတွေကိုအတုံးချကကြားတကြီးကိုတိုက်ခိုက်ဖို့အသင်းဖြစ်နေကြပါပဲကြားတကြီးဟာအင်အားချင်းမမျှပေမဲ့လည်းသူ့ရဲ့အမဲလိုက်ဗီဇအရာအလော့မပေးပဲအခွင့်အရေးကိုစောင့်နေပါတယ်သူဟာတောဝက်တကောင်ရဲ့လက်ပင်ကိုခဲဖို့အတွက်အတော်ကနေခုံအုပ်လိုက်ပြီးမဲ့နောက်တကောင်ကချက်ချင်းဆိုသလိုဝင်းရောက်တားဆီးပေးနေကြကြောင်းမအောင်မြင်ခဲ့ပါဘူးလွင်ပြင်းတစ်ခုလုံးမှာဖုံးမှုတွေနဲ့အတူတောဝက်တွေရဲ့ဟင်းဟောက်တန်တွေကလည်းပြန့်လွင်နေပါတယ်ဒီတောဝက်ကြီးတွေဟာတအူးနဲ့တအူးအချိတ်အဆက်မိမိနဲ့ကြားတကြီးကိုဝိုင်းဝန်းတိုက်ခိုက်နေတာပါကြားတကြီးဟာဘေးဘက်ကိုတိုက်ခိုက်မဲ့ပြင်းလိုက်တိုင်းညာဘက်ကတောဝက်ကဝင်းတိုက်တာမျိုးနဲ့အကျက်ရိုက်နေရတာပါကြားတကြီးရဲ့မျက်လုံးတွေထဲမှာအစပိုင်းကရှိခဲ့တဲ့ယုံကြည်မှုတွေဟာတဖြည်းဖြည်းပျောက်ကွယ်လာပြီးဒီအစာဟာသူ့အတွက်အသက်အန္တရာယ်ရှိနိုင်တဲ့ဆိုတာကိုသဘောပေါက်လာပါပြီနောက်ဆုံးမှာတော့ကြားတကြီးဟာသူ့ရဲ့အားအင်တွေကုန်ခန်းလာကြောင်းတိုက်ပွဲကိုဆွန့်လွတ်ပြီးအမြန်ဆုံးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူဟာသူ့ရဲ့နားမဲကျော်အချိန်အဟုန်ကိုတုံးပြီးလွင်ပြင်းကြီးထဲကိုပြေးထွက်သွားတဲ့အချိန်မှာတောဝက်ကြီးတွေကလည်းသူ့နောက်ကနေအဝေးကြီးတစ်ထိလိုက်လံမောင်းထုံနေကြတာပါကြားတကြီးဟာနောက်ဆုံးမှာတော့တစ်ပင်အရိပ်အောင်မှာနားခိုရင်းသူ့ရဲ့ပိုက်ဟောင်းလောင်းနဲ့အတူအမဲလိုက်ခွေရှုံးနှင်သွားတာကိုလက်ခံလိုက်ရပါတော့တယ်ဒီဖြစ်ရဟာတဘာဝတောတောင်ထဲမှာတောက်ကောင်တွေရဲ့စီးလုံးမှုကအမဲလိုက်တတဝါတွေကိုဘလို့တောင်တွန့်ပြန်နိုင်တယ်လေဆိုတာကိုပြသနေတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့သူကကျေးဇူးတင်ပါတယ်